အားလုံးပဲမင်္ဂလာပါရှင်မင်းတို့ရဲ့ရွှေစုရနာဆိုင်ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီခေါက်မှာတော့မင်းကတောက်ကြနေတဲ့နေ့ရဲ့အဆောင်ပဲဖြစ်တယ်ပြီးတော့စိန်လေးဝေးရတာကြိုက်နှစ်သက်တဲ့ချစ်မမရဲ့အတွက်မင်းကစိန်တဆက်စာလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဒါလေးကတော့မင်းမိတ်ဆက်ပေးမယ်စိန်တဆက်စာလေးပဲဖြစ်ပါရဲ့ရှင်သူကတဘာဝစိန်အဖြူတန်း quality ကောင်းကောင်းဟိုမှာပေါ့နော်နေကြပန်းဒီဇိုင်းလေးခပ်ပေးထားတာမို့လို့ကိုမမတို့ကပတ်စင်လိုက်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုလှပသွားမှာပါနော်မင်းတခုချင်းစီလည်းပြပေးပါမယ်ရှင်ဒါလေးကတော့တဘာဝစိန်ဖြူတန်လေးကိုမှနေကြပန်းပွင့်ပုံစံဒီဇိုင်းလေးဖန်တီးပေးထားတဲ့နှဆွဲလေးပဲဖြစ်ပါရဲ့ရှင်သူလေးကတော့ကိုမမတို့ရဲ့ရွှေနာတော်မှာပန်ဆင်လိုက်တဲ့အခါမှာလည်းအရန်ကိုမှလှပနေတော့မှာပါနော်ဒါလေးကတော့ဆွဲသီးလေးပဲဖြစ်ပါရဲ့ရှင်ဆွဲသီးလေးရဆိုလို့ရှိရင်လည်းစိတ်လုံးစီကြီးကြီးနဲ့ခတ်ပေးထားတာမို့လို့ကိုမမတို့ကထက်ထက်ကြွကြွလေးမှကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီဆွဲသီးလေးကအသင့်တော်ဆုံးပါပဲနော်ဒါလေးကတော့လက်စွပ်လေးပဲဖြစ်ပါရဲ့ရှင်လက်စွပ်လေးကိုလည်းသူကနေကြပန်းပွင့်ဒီဇိုင်းလေးကိုမှဘေးကတော့လက်ရိုးလေးကိုလည်းရွှေထူထူလေးနဲ့ခတ်ပေးထားတာမို့လို့ကိုမမတို့ရဲ့လက်ချောင်းတသည်လေးမှာပတ်စင်လိုက်ရင်တော့ဖြင့်ဘလောက်တောင်များလှပလိုက်မလဲနော်ခုမိတ်ဆက်ပေးရတဲ့ဒီနေကြပန်းစိတ်တဆက်စာလေးရဆိုရင်တော့ဖြင့်ကိုမမတို့ကပွဲတက်ဝင်မယ်ဆိုလို့ရှိရင်လည်းပွဲလက်တစ်စီမှာမို့လို့ကိုမမတို့ကကြိုင်းရတက်တယ်ဆိုရင်တော့မိတို့ရဲ့ချက်ပေါက်မှာလာရောက်ဝင်ပြလို့ရပါတယ်နော်ရဲ့ showroom မှာလာကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်မိတို့ရဲ့ showroom လိပ်စာလေးကတော့အမှတ်19ဇေယျဒုက္ခလန်တဲ့3K သုဝဏ္ဏသင်္ကန်းကျော်ပဲဖြစ်ပါတယ်ရှင်